အားလုံးပဲမင်္ဂလာပါ Venus မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဇလန်အများစုမှာ hero နဲ့ villain ဆိုပြီးရှိတတ်ကြပါတယ်ဒီလိုရှိနေတဲ့ဆိုတာလဲ hero ကဘယ်လိုဇလန်အသစ်ဟောတော့ပြီး villain ဘယ်လိုနှိမ်နှင်းသွားမလဲဆိုတာပဲအားလုံးကစိတ်ဝင်စားကြလို့ပါငါကတော့ဘယ်လိုပဲပေါ့ hero အားမပဲ villain ကြိုက်တဲ့ခံချင်ရင် villain က villain ပဲမလို့ချိန်တိုင်းရှောင်းရမှာပါဒါကနေဟူနိုင်ကမကလို့ Marvel တို့ DC တို့လိုဇလန်နေရာစားတော့ cartoon နေကြပဲ anime ရဲ့ဒီ logic ကြတန်မို့တစ်ချောင်းလို့ဆွဲနေတယ်ဆိုတာငင်းညင်တော့ညင်းလို့မရတဲ့ချက်ပါအဲ့တော့ဒီနေ့မှာ villain တွေကရှုံးသွားရဆိုတဲ့ logic ရဲ့ Ouroboros ပုံစံဖြစ်ခဲ့တဲ့ဇလန်တချို့ရဲ့အခိုက်အတန့်တွေကိုပြောပါမယ်အခိုက်အတန့်နေဆိုတဲ့အတိုင်းပဲဇလန်တစ်ခုလုံးမို့ပဲအခိုက်အတန့်လေးတစ်ခုပဲဆိုလိုပါတယ်နံပါတ်1အနေနဲ့ Thanos hero တွေလို့ပြောလိုက်ရင်ကန်နဦးအနေနဲ့ Marvel မှာဆို Spider-Man DC မှာဆို Superman တို့ပြင်းပြင်းကြပါလိမ့်မယ်နောက်တော့မှာ Iron Man တို့ Avengers တို့တိလာကြတဲ့လူအခက်များပါအဲ့လို Captain Shield ရဲ့အုပ်စုတို့ hero တွေပြရလို့ခေါ်နေကြတဲ့ Avengers တွေကိုရှုံးရတဲ့ရတာဒါလားဆိုတာ Thanos ကအထားကြပြသွားခဲ့ပါတယ်တချို့တွေကတော့ Thanos ကို Endgame မှာပြန်နိုင်လာတယ်လို့ဘာလို့ပြောကြပါလိမ့်မယ် Endgame ကိုတခြားပြန်ကြည့်မယ်ဆို Thanos က Avengers ကိုရှုံးသွားတယ်မို့ပဲ Tony Stark ကိုပဲရှုံးသွားတာပါ Avengers တွေဘယ်လောက်ပဲအားထုတ်နေပါသေး Thanos ရဲ့ villain ကအနိုင်ယူခတ်နေတော့မှာThanos တရား Marvel Universe ကို villain ဆက်ဝင်လာတော့လည်းဘယ် villain မှမတူတာသိမှာပါ Infinity War မှာကမ္ဘာလူဦးရေတဝက်လောက်ကိုဖျောက်ခဲ့တဲ့ဒီကောင်ရဲ့ဇောက်ဘယ် hero မှမတားနိုင်ကြပါဘူး Infinity Stone ရဲ့ light တော့လည်း hero တွေကရှုံး Infinity War ကြရင်တော့လည်းရှုံးတယ် hero တွေနိုင်တယ်ဆိုတဲ့ logic ကိုပြောင်းပြန်လည်ခဲ့တဲ့ legend villain တယောက်ပါ Thanos fan တွေဆိုရင် multiverse ရရှိတဲ့ Marvel မှာ main ရပြန်ချအား number တွေမှာလည်း Avengers ရရှုံးနေဦးမှာပဲလို့ခံယူကြတဲ့ fan တွေရှိသေးပါနံပါတ်2က Darth Vader Star Wars ရဲ့ The Empire Strikes Back ဆိုတဲ့ကောင်ကိုကြည်ဘူးတဲ့လူပဲဖြစ်ဖြစ် Star Wars မှန်တယ်များနောကြည့်နေအောင်ကြည်ဘူးတဲ့လူပဲဖြစ်ဖြစ် Darth Vader ဘယ်လိုအကွက်တွေရှိထားပြီးဘယ်လိုနိုင်ယူသွားလဲသိကြမှာပါ Star Wars ရဲ့ trilogy တစ်ခုလုံးပြောင်းပြန်လည်ပြခဲ့တဲ့ I'm Your Father ဆိုတဲ့စကားတစ်ခုနဲ့ Star Wars တက်ချောင်းလို့အကျဉ်းဆုံး plot တစ်ခုဗမာလူကြီးချပြသွားပါတယ်ပြောလိုက်တဲ့စကားနဲ့ plot ကတာမန်လောကကြီးတစ်ခုပဲမဟုတ်ပဲဒီ plot တစ်ခုရဖို့ Darth Vader တယောက် Han Solo နဲ့ Oga-Wan တလောက်စီဒီမှာအမောက်တက်လိုက်ရပါတယ်ငွေချင်းတွေကိုကယ်တင်နေတဲ့လူလည်းဘာမှမစင်စားပဲ Darth Lord ရင်ဆိုင်တော့လက်ပြတ်တာပဲအပတ်တင်လာနေပြီး Darth Vader ကိုအပြေတော်ထားလို့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာမှာကောင်းကောင်းစီအောင်ဖြစ်သလိုဖြစ်သွားပါတယ်လူတယောက်လက်ပြတ်သွားတဲ့အပြင်ဟန်လည်းဖမ်းခံလိုက်ရတာမလို့ Weaver ရလည်းပြုတ်ခွဲထားတာမလို့ Darth Vader ရဲ့အဂျန်ဒါအဆင်ပြေသွားရလို့ပြောရပါမယ်အဲ့အပြင် movie တစ်ခုလုံးကလည်း Darth Vader တယောက်နဲ့အလုပ်ရှုပ်နေတဲ့အပြင် Darth Vader ရဲ့ plan တွေပဲလိုက်နေရတာမလို့ Darth Vader ဒီဝဲမှာအနိုင်ပါနံပါတ်3က Aizen Sosuke လိဆိုတဲ့ Victory Series ရဲ့ major အသုံးခုတွေကို Aizen တယောက်အနိုင်ယူထားခဲ့ပါတယ် Feather Bed ဆိုတဲ့ရဲများတဲ့ Bleach Series မှာ Aizen လို villain ရှိနေတာတကယ်လို့ fan တွေအတွက်အာဒီတာတစ်ခုပါအဲ့အပြင်ပေါ်လာသမျှအချိန်တိုင်းမှာလည်း Aizen ကြောင့်ပဲ Bleach တာမန် episode တွေကိုပေါ်ပြီးတည်ဆိုတာအသက်ဝင်လာတာအားလုံးလည်းသိကြမှာပါ Aizen က villain ဆိုတဲ့ manipulator တယောက်နဲ့ပို့တူပါတယ် Soul Society တစ်ခုလုံးလည်းနှစ်ပေါင်းရံတဲ့ချိန် manipulate ထားနိုင်တဲ့အပြင်သူ့ရဲ့မျက်နှာဖုံးနဲ့သူကိုယ်တိုင်ပဲခွာချခဲ့တဲ့လူပါ Hyokaku တယောက်ဖြစ်လာပြီး Shikigami ရဲ့ limit ကိုရိုက်ချိုးခြင်းနဲ့ Kisuke ရဲ့ဂျန်ကို Aizen ကသူကိုယ်တိုင်အောင်မြင်လို့နေဖြစ်ခဲ့ပါတယ်အဲ့လိုအောင်မြင်လို့နေတွန်းပို့ခဲ့တာပဲသူ့ Bleach ပြောင်းပြောင်းစီတဲ့ villain ဖြစ်လာတာပါ Ichigo ရဲ့ Hollywood နဲ့တားကြတော့လေ everybody you for I allowed it to happen ဆိုတဲ့စကားတစ်ခုနဲ့ Ichigo လို character တယောက်ရဲ့ echo ပြီး Shikigami ကိုအနိုင်ရတဲ့ချက် fan တွေအတွက်အားရဆုံးပါလိုအပ်ချက်တစ်ခုအိမ်မက်နဲ့ပန်းနိုင်မှန်များကိုအတွက်မှန်နေဘာကောင်းနေယူမဆိုင်တဲ့ပြင်လိုအပ်ပန်းနိုင်အတွက်ဆိုရင်လူသက်ရရင်လည်းလက်မတက်တာပဲ Aizen ရဲ့လို့ဖြစ်လာစေရပါခုလက်ရှိတောင်တင်ရဲ့ Black War ထိလည်း Aizen ရဲ့ character အရေးပါနေစေပါနံပါတ်4 Yagami Light Yagami ကဒီစင်းရဲ့ villain တွေအားလုံးနဲ့မှကြောက်ဖို့အကောင်းဆုံးပါသူ့အဓိကကြောက်စရာဖြစ်စရာသူ့လက်ထက်ဒန်နုံပဲကဘာကြီးရောင်ချစ်လနေတဲ့သူ့ရဲ့အုံနောက်ပါဒန်နုံကအစာပိုင်းကျတော့လူတွေကိုစာအုပ်တုံးနဲ့တဲကြီးမဲကြီးလိုက်တက်နေတဲ့ enemy လို့ထင်ရမယ် L ဆိုတဲ့ character ပါတော့လူသက်ကားတဲ့ဒီဇိုင်းကစားပွဲနဲ့ပုံတူလာပါတယ်နောက်ပိုင်းနေမှာ Yagami ကသူ့လိုချင်တဲ့ကဘာကြီးကိုလည်း L ကိုရှင်းပြပဲ plan နေဆွဲနေတာသိမှာပါဒီလို season နေဆွဲနေတော့မှကဘာကြီးပေါ်အကြောက်တရားဆိုတဲ့အရာစုံမတော့လွန်နိုင်ကြတာမလို့ဒီဘက်မှာ Yagami နိုင်ပါတယ် Yagami ကသူ့ကိုအခနဲ့လူတွေနဲ့မဟုတ်ပဲပြင်မဲ့ဖြစ်တဲ့ L ကိုအကြောက်တရားကိုကြီးစိုးစေခဲ့တဲ့လူပါ L ရဲ့ပုံစံဘယ်လိုပဲအကြောက်တရားမရှိဘူးပြော Yagami ကသူ့ပြန်မဲ့ဖြစ်လာရင်ဆိုတဲ့အတွေးနဲ့ရှိန်နေတဲ့လူပါ Yagami တည်သွားပြီးဇလန်ကိုဆုံးသက်ကြည့်မယ် L နိုင်သွားတယ်လို့ထင်ကြဆိုပေမဲ့ဇလန်ရဲ့စတဲ့ဆုံးတွေ Yagami ရဲ့လက်မှုကရှိနေစေပါသူ့လက်မှာလာပိနေတဲ့လူမှန်သမျှကိုတတ်ခဲ့တဲ့ပြီးငင်းငင်းဆိုတဲ့စကားတစ်ခုနဲ့မယီမတော့နိုင်တာလူတွေတတ်ခဲ့ပြီးမှ Yagami လိုက်ဆိုတဲ့ဇက်ကောင်ဇလန်မှာ villain လုံးဖြစ်သွားပါတယ် L တည်သွားတော့လေလူဆက်တက်နေစေပါတက်စီယာရဲ့ plot တစ်ခုကြောင့်သာမဟုတ်ရင် L ကနိုင်ပြီးနိုင်နေဦးမှာပါဒါပေမဲ့Hikari Nanaတရားသူ့ဇလန်မှာဘလို့နိုင်လည်းမပြောငယ်ဇလန်အကြောင်းနည်းနည်းပြောချင်ပါတယ်ကဘာဂျိုးကြီးကိုဂျိုသားဆက်ဆံရန်သူတွေရဲ့အနေနဲ့ပြည်လာနိုင်တယ်ဆိုပြီးအဲ့ရန်သူတွေပြန်ခုခံရပဲလူငယ်အချို့ကစွမ်းအားကိုယ်တွေနှုတ်ထားလာကြပါတယ်အဲ့လိုနှုတ်ထားလာတဲ့လူတွေကိုတဲလက်နေလို့ခေါ်ကြပါတယ်သူတို့ကိုလေ့ကျင့်နေကြဖို့အတွက်လည်းလူစုမရှိတဲ့ကျွန်းတစ်ခုမှာတီးတန့်ခွဲထုတ်ထားကြပါတယ်ဒါမှမသိတဲ့အမှန်တရားတကူအဲ့လိုဘယ်ဟာလာမှမသိတဲ့ရန်သူ KM ဆိုတဲ့စွမ်းအားရှင်လူငယ်တွေကပဲကဘာရဲ့ရန်သူတွေဖြစ်နေကြပါတယ်အဲ့လိုလူတွေကိုလိုအပ်မရှင်တစ်ခုနဲ့ရှင်းပြဖို့အမေကနာနာဆိုတဲ့ဘာတဲလက်မှမရှိတဲ့ main ကလေးတာဝန်ယူလိုက်ရပါတယ်ဒီဇက်က hero တွေအယုံသွင်းခြင်းတပြီး villain စစ်ကဘာလို့လဲဆိုပြောကြည့်ရမယ်ကပါနာနာတရားအနေရရှိဆုံးဖြစ်တဲ့နာနာကိုတက်လိုက်နိုင်တယ်လို့ထင်ရပေမဲ့ immortal ဖြစ်နေတဲ့နာနာရဲ့ main plot နဲ့တူဇလန်ရဲ့အချိုးအကွေးကိုကြည့်ရမှာပါဒီကနေ့နာနာတရားတဲလက်နေကိုယ်က eliminate လုပ်မဲ့ mission မှာ9ရောက်တွေအနိုင်ယူထားခဲ့တယ်ပြီးရင်ဇလန်ဆုံးနေတဲ့သူ့ရဲ့လက်မမှုဟာရှိနေစေပါနံပါတ်6က Lelo of Britannia ဒီ series
series က fan တွေအတွက် happy ending လုပ်ခဲ့အားလုံးလည်းသိမှာပါ Holy Britannian Empire ရဲ့ ancient rebellion leader Zero Mask ဒီလိုမျိုးအယောင်အသွေးတွေနဲ့လေတော့က villain တယောက်ဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး hero တယောက်ဖြစ်ချင်ခဲ့တာပါ Empire ကြီးကိုအမိုက်မောင်နေရနေကတင်ချင်းလေလို့တခြားသူကိုယ်ရဲ့အမောင်ထဲမှာအသက်ဆက်ရှင်သွားတော့ဘလို့တတိနဲ့ရင်ဆိုင်သွားလဲဆိုတော့ခုတ်ကြီးရဲ့ဇလန်တာမန် anti hero ရဲ့ဇလန်နဲ့ရှင်ပို့ပြီးလေးနေပါတယ် Attack on Titan နဲ့ Eren ရေးကလည်း Dano ရဲ့ယာဂါမီလိုက်လို့ဆို anti hero တွေပါဒီကောင်ကိုရန် hero ဖြစ်ချင်တဲ့နဲ့အဆုံးမှာကိုရန် villain ဖြစ်လာတယ်ဆိုမဲ့လေဆိုတော့ကိုရန်မဲ့သူရှောက်ရမဲ့လမ်းကိုရွေးချယ်ခဲ့ရပါပြောရရင်သူလုံးရင်ဖြစ်လာမဲ့ consequence တွေကိုသူကိုရန်တီးလို့ပါဇလန်တစ်ခုလုံးလွှမ်းမိုးထားတဲ့အပြင်ချပြခဲ့တဲ့ plot တိုင်းကလည်း MC ဖြစ်ခဲ့တဲ့ level တွေပဲဖြစ်လာတာပါ Zero Mask နဲ့ rebellion ကိုစခဲ့ပြီး Empire ရဲ့အကြောက်တရားနဲ့အမုန်းတရားလိုမျိုးတကယ်ဆန်ဆန်အုပ်ချုပ်ခဲ့ပြန်ပါတယ် Empire ရဲ့ agent မို့တော့နေကိုရန်ဒေခံသွားတဲ့ plot ဆိုရင် level တယောက် villain တစ်ဖြစ် hero တစ်ဖြစ်နေအောင်အဆုံးသတ်သွားခဲ့ရပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုများရုပ်ရှင်နဲ့ anime series တွေက villain နဲ့နိုင်သွားတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးရတော့လောက်ပါပဲဆုံးအောင်ဒီဗီဒီယိုတယောက်ချင်းလေးပဲကျေးဇူးအများကြီးတင်ပါတယ်